Hello, hello mọi người là chúng nó là online test phải. Jadi chúng nó có cái mà thì configure for cluster with the integrated storage. Integrated storage là chúng nó VIA của mà cái đó như cuộc sản này nó chúng nó như for cluster của VIA này này. Hay là cái sample là compose rồi compose thành cái gì để xử lý cái việc đó. Aku chỉ tham mà rồi chúng nó thì cái compose là gì về for cluster liệu rồi for server RAM မယ် box server 3ခု RAM မယ်အဲ့3ခုကိုဒါပေမဲ့ကျွန်တော်က cluster တစ်ခုလေးပုံမှာပေါ့အဲ့ဒါလေးအဲကြာတော့ဖြစ်ပါတယ်အဲ့တော့ဒီຢာတွေကအခုဒီ board တွေအခုတော့မရမ်းသေးဘူးအဲ့မရမ်းသေးတော့ကကျွန်တော်ဆက်ပြတယ်မှာမဟုတ်ဘူးဟုတ်သေးဘူးအခုဆက်လာခြင်းကျွန်တော်ဒီ local compose တွေရေးထားတဲ့ file တွေကိုကျွန်တော်ငယ်ရှင်းပြမယ်ပေါ့နော်အဲ့ဒီ local compose တွေရေးတယ်အရင်တော့အတိုင်းရေးထားတဲ့အတိုင်းပဲဒီ local compose ရေးတာကတော့ အခုမှကြည့်ပြီးတော့perfect ယူဖို့ရှိလို့ရတယ်ပေါ့နော်အဲဒီမှာ port name နဲ့ server 1ကျွန်တော်ဒီမှာ box server 3ခုလုံးမှာပြည့်စုံတယ် server 1 2 3ဆိုပြီးတော့ညွှန်လိုက်မယ်ပေါ့နော်ညွှန်လိုက်ပြီးတော့ဒါ container 9နေဒီမဲ့ image ကလည်းတည်ပြီးသား post name ကလည်းကျွန်တော်ကဒါတည်ပြီးသားပေါ့နော်ဒီမှာ post ကကြတော့အရင်တစ်ခါတော့မပြောခဲ့ဘူး post ကဆိုတာလဲဆိုတော့ဒီ port ကကျတော့ external ဒါ internal ပေါ့နော်external လက်ရှိတော့နေရာနေပြီးတော့ internal ရှိတော့နေရာ post forwarding လုပ်မယ် mapping လုပ်တာပေါ့နော်ဒါ server 1တို့က8000ပဲဟာ server 2တို့က8200နှစ် internal အပေါ်က8200နှစ်ကနေပြင်မယ်ဒီ server 3တို့ကတော့8200ကနေပြင်မယ်နော်အဲ့တော့ဒီ bot ရဲ့ server မှာrun ရဲ့ port က8200ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်တို့မသိသေးတာ network ပေါ့ network ကပါလဲဆိုတော့ network ကကြတော့ကျွန်တော်ကဒီ server 3စလုံးကိုကျွန်တော်ကဒီ network တစ်ခုပဲဖြစ်အောင်အဲ့ network ပေါ်မှာကျွန်တော်ချိတ်လိုက်တာပေါ့နော်ဆိုလိုတာကတော့network ဆိုပြီးတော့ကျွန်တော်အာဟိုထောင်လိုက်တယ်ရေးလိုက်တယ်နော် script ရေးလိုက်တယ်အဲ့ script လေးကကျွန်တော် bridge ဆိုပြီးတော့ဒါ driver သုံးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ network ရဲ့နာမည်လေးကကျွန်တော် bot cluster လို့ရေးထားတယ်ပေါ့နော်အဲ့တော့ bot cluster လို့ရေးထားတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ bot cluster ဆိုတော့ bot cluster ကိုဒီ network application each bot server ခုချင်းစီကဘယ်ကိုသွားခိုင်းတယ်လို့ဆို network ရဲ့ဘယ်ကိုသွားခိုင်းတယ် bot cluster ကိုသွားခိုင်းအဲ့ကြောင့်မို့ဒီ bot server 1ကလည်း bot cluster ကိုသွားမယ် bot server 2ကလည်း bot cluster ကိုသွားမယ် bot server 3ကလည်း bot cluster ကိုသွားမယ်အဲ့ကြောင့်မို့ဒီမှာတော့ bot cluster 1 2 3မဟုတ်ဘူးတစ်ခုတည်းဖြစ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကိုသွားတာကျွန်တော်သွားပြီးတော့မှအဲ့သူ bot cluster ကိုသွားညွှန်းသွားလို့ကျွန်တော်ညွှန်းထားတယ်ညွှန်းပြီးတော့အဲ့သူတို့သုံးခုကဘာနဲ့သုံးရမလဲဆိုတော့ bridge သူတို့သုံးခုကို bridge network နဲ့ bridge network ဖြစ်ဆိုပြီးတော့ပြောထားတယ်နော် okay နောက်တစ်ခုကတော့ volume ပေါ့volume ဆိုတာကျွန်တော်တို့ဒီ data တွေတော့မောက်မယ်ပုံမှန်တော့ကျွန်တော်တို့ဒီ doc compose box server လေး run လိုက်ပြီး docker မှာ box server run လိုက်ပြီဆိုတော့အဲ့ docker မှာကျွန်တော် volume လေးတွေကတော့မောက်မယ် for log for file နဲ့ for log ဆိုပြီးတော့မောက်တယ်เนาะပုံမှန်ကเนาะအဲ့ဒါအောင်မှကျွန်တော်တို့ကဒီကျွန်တော်တို့ဒီဟာဒီ log file ဒီ file တွေကိုကျွန်တော်တို့ကဒီအားကျတော့ဒီကျွန်တော်လက်ရှိရောက်နေတဲ့နေရာတော့ပြီးမှတ်ထားတယ်ဆိုလိုတာကတော့ဒီသူက data တွေကိုဒီသူ့ရဲ့ဒီ voice server မှာပဲတိတ်ခိုင်းမယ်ဆိုလို့ရှိရင်ဆိုတော့ voice server down သွားတဲ့အချိန်ကျရင်အဲ့ data တွေရောပုံပြီးပျောက်သွားမှာเนาะပါသွားမှာတခါတော့ voice server down သွားတယ်အဲ့တော့ voice server ကိုကျွန်တော်တို့မသုံးတော့ဘူးဗျာကျွန်တော်တို့အခုဆို demo စ run တယ် voice server ကို run တဲ့အချိန်မှာအဲ့ voice server ကိုကျွန်တော်တို့မ run တော့ဆိုပြီးတော့ server down လိုက်တာလေဒီမှာဒီသူ့မှာသွားသိမ်းလို့ရှိရင်အဲ့တခါလေအဲ့ story တွေမှာကျွန်တော်တခါပျောက်သွားတယ်အဲ့တော့အခုကကျွန်တော်ကဘယ်ကိုသွားသိမ်းလဲအဲ့ဒီ voice server မှာရှိတဲ့ file တွေကိုဘယ်ကိုသွားဆိုတော့ပြောထားတယ်ကျွန်တော်ရဲ့ local host ကိုသွားလို့ပြော local host ကကြာဒီကျွန်တော်လက်ရှိနေရပါတော့အခုဒီမှာဆိုရင်ကျွန်တော်လက်ရှိရောက်နေနေရသူ့အောက်မှာဘာရှိနေတယ်လို့ရှိတယ်နော်အဲ့တော့ local host ကဘယ်ကိုသွားခိုင်းတယ်ဆိုရင်လက်ရှိကျွန်တော်ကvoice server 1 file ဒါဆို voice server 1အောက်မှာရှိတဲ့ file ကိုသွားလို့ပြောတာအခုလက်ရှိကကျွန်တော်ကဘယ်ကိုရောက်နေလဲဆိုတော့ voice server voice ဒီ demo ရှိကကျွန်တော်ရောက်လာပြီဒါအဲ့ demo ရဲ့အောက်မှာရှိတဲ့ဟာရဲ့ဒီ data တွေဖြစ်တယ်အဲ့ data တွေကလက်ရှိရောက်နေနေရအောင်ပြဒီနေရာလို့ပြောချင်တဲ့အတွက်ကျွန်တော်တော့အဲ့မှာအဲ့ဒီနေရာမှာဘယ် folder လဲအဲ့ဒါ voice server 1ကျွန်တော် voice server 1ကိုသွားပြီးဖြစ်တယ်အဲ့ voice server 1ရဲ့အောက်မှာရှိတဲ့ file ကိုသွားပြောလိုက်ဒါကြတော့ voice server 1ရဲ့ config ကို voice server 1မှာလည်းနောက် config ရှိပြီးအဲ့ config အောက်ကိုသွား voice server 1ရဲ့ log out ကိုသွားအဲ့လိုမျိုးပေါ့နော်အဲ့တော့
ဒါကကျတော့တစ်ခုချင်းစီကိုညွှန်းတာဖြစ်တဲ့ကြောင့် box server 2ဆိုရင်လည်းသူက box server 2အဲဒီမှာ box server 2ရဲ့ log out ကိုသူက file out ကိုသူက config out ကိုသူက box server 3ရဲ့log out ကိုသူက file out ကိုသူက config out ကိုသူကဆိုပြီးညွှန်းထားတာနော်အဲ့တော့ဒီ volume ကတော့မောင်းနေလေအဲ့ဒါလေးနော်နောက်တစ်ခုက entry point ဒီကောကျ entry point ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ Docker Compose ကလည်းဒီဘယ် config ကိုသွား run လို့ပြောလိုက်တဲ့အားလေနော်တရားလေဒါဘယ် config ကို run လို့ပြောတာဘယ် config လဲဆိုတော့ကျွန်တော်တို့ဒီမှာရေးထားတဲ့ config ရှိတယ်ဒါလို့ပဲတရားကြတော့ဒါဆိုရင် box server 1ရဲ့ config နောက်တစ်ခုကကျတော့ box server 2ရဲ့ config ဒါ box server 3ရဲ့ config okay အဲ့တော့ကိုပြောရမှာဆိုရှင် box server 1မှာဆိုရှင်ရေးထားတဲ့ဒီစတဲ့ box တော့true ရေးထားတယ် storage ဆိုတော့ကျွန်တော်ကဒီကကျွန်တော်တို့သုံးပါ brush storage ကိုသုံးပါဦးကျွန်တော်တို့က real world မှာဖြစ်တယ်အဲ့ဒါပြီးလို့ရှိရင်သူ့ရဲ့ storage က docker file ရဲ့ကျွန်တော်တို့ဘယ်မှာသိမှာလဲဆို for file လေးပဲဒါ load id ကတော့ဒါဒီဘက်က load 1 load 2 load 3ဆိုပြီးပေးထားတယ်အဲ့တော့ load 1 load 2 load 3ပေးထားတယ် okay ပြီးတော့လို့ရှိရင် listener ကတော့ကျွန်တော်တို့ကပေါ့protocol က TCP protocol address ကဆိုတော့000ရှောင်းနေရ000.8နေရကျွန်တော်ဒီ for server ရဲ့ address ပေါ့နော်ဒါပဲ for server ရဲ့ address ရတော့ဒါပဲ for server ကဒီသူကရှောင်းနေမှာ run တယ်သူကကျတော့ဒီ default လို့ရတယ်အဲ့ဒါ listener ရဲ့ address listener for ဒါ TLS disable true ပေါ့နော်အဲ့ဒါလေးကိုတကူမှမကြည့်ရတယ်နောက်တစ်ခုက APN address ကကျတော့ကျွန်တော်တို့ကကိုအတက်မပေးထားပါတော့เนาะ HTTP box server 1ရှိတော့နေတာ box server 2ရှိတော့နေတာဒါဆိုရင် box server 1 box server 2ဒါဆို APN address ကဆိုတော့ကျွန်တော်တို့ဒါ server တစ်ခုချင်းစီမတူဘူးတော့ box server 1 2 3ပေးထားတယ်ဒါပေမဲ့ listener ပေါ့လေအောင်ကြည့်လို့လေဆိုတော့အခုက cluster address ကလည်း cluster address ဆိုတာကျတော့သူအချင်းချင်းဆက်သွယ်နေတာG cluster နဲ့ G cluster နဲ့ G cluster နဲ့သူတို့သုံးချင်းစီဆက်သွယ်နေဟာပါနော်သူတို့ဆက်တယ်လို့ပေါ်သွားတယ်H280နဲ့ဆက်တယ်နောက်တစ်ခုကကျတော့ cluster name ကျွန်တော်တို့ကအရင်ကကျတော့ cluster က run လို့ရှိရင်သူက for တစ်ခု run နေတဲ့ cluster ဒီသူကသူ name ပေးထားလို့ဆိုတော့သူ default ကျွန်တော်မပြောထားရင်သူကသူ cluster တစ်ခု create လုပ်တယ်ဆိုတော့ဒီ for server 1နဲ့ cluster တစ်ခု for server 2နဲ့ cluster တစ်ခု for server 3နဲ့ cluster တစ်ခု different cluster မှာ run တော့သူတို့နှစ်ခု independent ဖြစ်သွားသူတို့သုံးခုနေပေါ့အခုကကျတော့အဲ့လိုမဟုတ်ကျွန်တော် cluster တစ်ခုထဲမှာပဲအဲ့ဆိုဘာဖြစ်လဲဖြစ်ကျွန်တော် class ဒီ voice server 1ကလည်းဒီ cluster မှာပဲလာတယ်ဒီ voice server 2ကလည်းဒီ cluster မှာပဲ voice server 3ကလည်းဒီ cluster မှာပဲ run ဖြစ်တယ်မို့ cluster name တွေကအတူတူဖြစ်တယ် cluster တစ်ခုထဲမှာ run ရတယ်နောက်တစ်ခုက UI true level device ဆိုတော့ဒါ device mode ကိုလည်းပေးတာเนาะ okay အဲ့ဒါစပြီးတော့ကျွန်တော်ကဒီ Docker Compose ရဲ့ compose file ကိုကျွန်တော်တို့ run လုပ်ရတယ်เนาะဒီမှာဆိုရှင်ကျွန်တော်ရောက်နေပြီ Docker Compose ကိုအပ်လာတယ်เนาะ Docker Compose app Docker Compose app ဒီဆိုရယ်လေဒီမှာကျွန်တော်က Docker app ပါပြီအဲ့ဆိုရင်ကျွန်တော်ကြည့်နိုင်မယ်Docker LML လားဆိုတော့ဒီ Docker PS ကိုခေါ်ကြည့်နိုင်တယ်เนาะDocker PS ကိုခေါ်လို့ရှိရင်Docker PS ကိုခေါ်လိုက်တာနဲ့ကျွန်တော်ဒီမှာ Docker ကိုယ်တိုင်သုံးလုံး run တာကိုတွေ့ရတယ်အဲ့တော့ဒီလုံးကတော့ကျွန်တော်Docker 1အတွက်ပေါ့နော်အဲ့တော့ဒီ Docker 1မှာဝင်လိုက်မယ်အဲ့တော့ Docker အဲ့တော့ Docker 1ကိုယူထားပြီဒါဒီက Docker 1လေးဒီက Docker 2ဝင်လိုက်မယ် Docker 2ဒါလေးက Docker 3Docker 1 2 3ဝင်လိုက်ပြီဝင်လိုက်တဲ့အချိန်မှာကျွန်တော် host data ကိုကြည့်လိုက်မယ် host data ကြည့်တဲ့အချိန်မှာသူကပုံမှန်ကတော့ဒီချိန်မှာကျွန်တော်တို့ဒီမိုဆန်တော့ initialize က default ဒီမှာ true see that true for init ကဆိုတော့ true မှာဖြစ်နေရပါတော့ကျွန်တော်ဆက်ဆက်ချင်းပုံမှန်ဒါကျွန်တော်ကဒီ run data ဖြစ်နေလို့မလို့ဒီတစ်ခါ run ထားပြီးသားဖြစ်နေလို့
mistake က true ဖြစ်နေတာလေမနက်ရောက်ဒီမှာ false ဖြစ်နေတာသူကလေအရင်စက်တာတွေလွမ်းနေဆိုတော့ mistake ဒီက plus မဆိုင်ရတော့ဒါမှန်ထားပြီးဖြစ်နေ true ဖြစ်နေတယ်ဒါပေမဲ့ C ကကြတော့ true ဖြစ်နေဆိုတော့ C and C လို့ပို့လို့ရတယ်နော်နောက်တစ်ခုက total share key ကကြတော့5ခုရှိတယ် total show ကတော့3ခုပေါ့နော်နောက် storage တိုက်ကကြတော့ဒီမှာကျတော့ wrap ဖြစ်သွားတယ်အဲ့လိုမျိုးပဲဒီမှာလည်းကျွန်တော်တို့ကြည့်လို့ရတယ် for ဒါဆိုလည်းအဲ့လိုပဲ instead true ဖြစ်ပြီးသားတွေဆိုရယ်နော်ဒါလည်း for true ဖြစ်ပြီးသားဒါ3ခုလုံး for ဒါဆိုရင်ကျွန်တော်for server 3ခုကိုကျွန်တော်ချိန်ပြပေးရအောင်နော်ချိန်ပြပေးပြီးဆိုတော့နောက်တစ်ခုကကျွန်တော်အဲ့ဆိုရင်တစ်ခါလေဒီ3ခုဒီတစ်ခုလေးဖြစ်နေတာဆိုတာကိုဖြစ်နေတာဆိုတော့ဆက်ကြည့်လိုက်နော်ပုံမှန်ကဟောဒါဒီကောင်ကတန်းရလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် boss state တော့ကြည့်လို့ရတယ်ဒါပေမဲ့ boss ကတော့သူ run နေဆိုတော့ဟုတ်တယ်ဒါပေမဲ့ boss တွေကိုသူမရောက်သေးဘူးဒါ boss တွေကိုအရင်ဝင်ရ boss တွေကိုဝင်ရမယ်ဆိုတော့ boss login or boss is C or သူ NC လောက်အောင်ဒီမှာ NC လောက်အောင် boss is C ဒီမှာ boss ကC ဖြစ်နေတယ် boss NC လောက်ပြီးမှတော့ login boss NC လောက်နိုင်တယ် okay boss NC C က 4ဖြစ်သွားပြီ boss state အဲ့ဆိုရင် boss state ကြည့်ပြီးသွားပြီအဲ့တော့နောက်တစ်ခုကကျွန်တော် boss ref this ကိုကြည့်လိုက်ဒီကောင် boss login ဝင်ခိုင်းတယ် okay အခုမှ boss login ဝင်မှာအတွင်းထဲဝင်မှာသူကဒါကြီးကြည့်ပြီးဒီကောင်ကဒါတွေမဟုတ်တော့ဘူးကျွန်တော်တို့ဟိုဟာလုပ်လိုက်ရင်ကျွန်တော် key ကိုသုံးလို့မရဘူးကျွန်တော် key အသစ်တစ်ခု create လုပ်လိုက်မယ်နော်အဲ့တော့လုပ်လိုက်မယ်ဆိုရင် box init လုပ်ရမှာပေါ့နော်box data initကျွန်တော်
ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီတိုင်းပဲကျွန်တော် vault login ဝင်လိုက်တယ်နော် vault login ဝင်ပြီးတော့တဲ့အချိန်မှာမြင်ရတဲ့ဒီမှာvault login ပဲ for တဲ့ဝင်ကြည့်ပြီးတော့fin တော့ဝင်ပြီးသွားပြီဆိုရင် vault operator list ဆိုလို့ရှိတဲ့အချိန်မှာကျွန်တော် vault server 3ခု log 1 log 2 log 3အဲ့မှာဒီမှာဒီ server 1တွေ data ဖြစ်နေပြီး vault server 2 3ရဲ့ follow ဖြစ်နေတယ်ပေါ့နော် okay ဆရာလည်းဒီကောင်တွေလည်းအဲ့လိုမျိုးဖြစ်နေတယ်ဒီမှာကျွန်တော်ကြည့်လို့ရတယ်အဲ့တော့ဒီကောင်ကိုလည်းအဲ့လိုမျိုးvault login ဝင်လိုက်နော် okay vault ခြေတက်ကတော့ကြည့်ကြမလို့တော့ဘူးသူ့ကိုလည်းကျွန်တော် vault operator list ဆိုပြီးချိန်လိုက်တယ် vault operator list ဆိုပြီးချိန်လိုက်အဲ့ဆိုဒီကောင်လည်းမြင်ရမှာငါဖြစ်တဲ့ vault server 1လို့ပြီးဒါကျွန်တော် follow ပါပေါ့နော်အဲ့လိုပဲဒီကောင်ကိုလည်းကျွန်တော် log in ဝင်ရမယ် log in ဝင်ပြီးမှကျွန်တော်ကြည့်လို့log in ဝင်ရမယ် vault 3ကို log in ဝင်ရမယ်ဝင်ပြီးတော့ဆိုရင်vault operator list ဆိုပြီးချိန်လိုက်ဒီမှာကြည့်တဲ့အဲ့ဆိုရင် vault server 1 2 3ဒီ run နေပြီဒီမှာ1ဒီ data ဆိုပြီးပြလို့เนาะ okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒီဟာတွေကို external ကနေပြီးတော့ set လုပ်ပြတယ်အဲ့တော့ဒီမှာလေ external လုပ်မယ် external နဲ့ set လုပ်မယ်ဆိုရင် port တွေကိုကျွန်တော် configure ချလုပ်တယ် external ကနေ server 1 port server 1 port listener external port က8200 server 2က8200 server 3က8204အဲ့ဒါကိုကျွန်တော်ဟိုပြမယ်နော်အဲ့တော့ဒီမဲ့ဒါ8200ဒါ boss server 1 okay ဒါ8200နဲ့ boss server 2ဒါ8204 boss server 3အဲ့မှာ3 boss server 3ခု run အဲ့မှာဝင်မယ် token ကျွန်တော်ထည့်မယ် token ကတော့ဘာလဲဒီလိုတစ်ခုမှ token ရှိတယ် token ကပြရလို့ရှိပြီးတော့ဒီမှာ token okay token လေးပြလိုက်မယ်ယူပြီးတော့ရှိရင်ဒီမှာ token လေးပြလိုက်မယ်သူက3ခုလုံးကဒီလိုဖြစ်တဲ့ကြောင့်ဒီက3ခုလုံးရပါပြီ token လေးတော့စိတ်ကျပုံစံမျိုးဖြစ်သွားပါတော့တစ်ခုလေးဆိုလို့ရတယ် okay အဲ့မှာဆိုလို့ရှိရင် boss 1ဒီမှာdata ဒီကောင်တွေက follow ပါပေါ့နော် okay follow ပါဖြစ်တဲ့ဒီမှာဒီ3ခုဆိုပေမဲ့သူကတစ်ခုလေးလို့မြင်လို့ရတယ်အဲ့တော့ကျွန်တော်ဥမာဒီ server 3မှာကျွန်တော် secret agent တစ်ခုကိုကျွန်တော် create လုပ်လိုက်မယ်ဒီမှာဆိုရှင်တဲ့ secret agent ဘာမှမရှိဘူးမလဲ secret agent တဲ့ဘာမှမရှိဘူးသူ့ရဲ့ကိုတာဘီဟိုးပဲပါတာဘီဟိုးပဲပါမယ်ဒီမှာတာဘီဟိုးပဲအဲ့မှာ server 3မှာကျွန်တော် secret agent တစ်ခုကိုကျွန်တော်အနေနဲ့လုပ်လိုက်မယ်အဲ့ဆိုပြီး AWS လုပ်လိုက်ပြီအဲ့ဆို secret agent AWS တက်လာတယ်ဒီမှာ secret agent AWS တက်လာတယ်မတက်လာတယ်ဒီမှာလည်းတက်လာတယ်မဆိုတော့ဘာဆိုရင် AEPပေါ့နော်အဲ့ဒါလို့ဆို connect ဖြစ်တော့ပေါ့နော် okay အဲ့မှာဆိုရင် server 1တွေဘာဖြစ်လဲဆိုတော့leader ပေါ့နော် server 1တွေ leader ဖြစ်နေတယ်အဲ့မှာ leader ဖြစ်နေတဲ့အချိန်မှာ server 1ကိုကျွန်တော် down လိုက်server 1ကို down လိုက်မယ်ဆိုတော့ဒီချင်းစမှာက PS နဲ့ကြည့်လိုက်မယ်အဲ့မှာကျွန်တော် server 1 2 3 colonel 1 2 3ဆိုပြီးရှိတယ်အဲ့ colonel 1 2 3မှာကျွန်တော် colonel တစ်ခု down လိုက်မယ်နော် colonel တစ်ခု down လိုက်မယ်ဆိုတော့ colonel ဒီကျွန်တော်stop လုပ်ရမယ် colonel 1က master ဖြစ်ပြီးတော့ data ဖြစ်ပြီးတော့ down လိုက်မယ် colonel 1 down သွားပြီ colonel 1 down သွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတာကိုကြည့်ရအောင်colonel 1 down သွားပြီဒါ1 colonel 1ဒီကျွန်တော်တို့ဆက်ရပြီမရတော့ဘူးအဲ့ချက်တော့ဒါပေမဲ့ colonel 2 run နေသေးတယ် colonel 3 run နေသေးတယ်ဆက်ရတယ်ဆိုတော့ဒီ colonel 2 3 run နေသေးတယ်သုံးလုံးရှိရချင်မှာတစ်လုံး down နေမယ်လုံးနေသေးတယ်နော်ဒါပေမဲ့သူရဲ့ ref organization law အရာသူက3လုံးဆိုရင်2လုံးအနည်းဆုံး run နော်5လုံးဆိုရင်3လုံးအနည်းဆုံး run အဲ့လိုနော်အခုဒီမှာတစ်လုံး down ဝင်မယ်လေဆိုတော့ဒီຢာကြီးက process ကြီးကရပ်သွားတယ်အလုံးလုံးနေတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်လုံးလုံးဒီနှလုံးနဲ့က2 3ရဲ့3ကို down လိုက်မယ်ဆိုရင် process ဆက်သွားတယ်ကျွန်တော်အဲ့ဒါကိုတော့မရက်ပြရတယ်မလုပ်ပြရတော့ဘူးလုပ်ပြရတော့ဘောနော်အဲ့တော့ဒီကျွန်တော်ပြောချင်အခုကျွန်တော်ပြောချင်တာတော့ဒီမှာဆိုရင်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်လို့ရပါတယ်ဒီမှာဆိုရင်ဘယ်သူက leader နဲ့ဘယ်သူက follower လဲဆိုတော့အခုနပထမစချင်းတော့ဆိုရင် bot low one leader ဖြစ်နေတယ်နော်
တော့အခုလက်ရှိမှာကျွန်တော် Note 1ကိုကျွန်တော် download ဖြစ်လို့တော့ Note 1 download ဖြစ်လို့ဒီ2နဲ့3နဲ့ folder တွေက folder လည်းသူတို့နှစ်ယောက်က true ပြီ true ဆိုတော့သူတို့နှစ်ယောက်ကတယောက်က leader ဖြစ်သွားတာပေါ့နော် auto leader ဖြစ်သွားတယ် leader ဖြစ်သွားတယ်ဆိုတော့2နဲ့3နဲ့တယောက်က leader ပြန်ပြောင်းတော့เนาะအဲ့လိုမျိုးပြောင်းတယ်အဲ့တော့အခုကျွန်တော်1ကိုပြန်လုတ်လိုက်ပြင်မဲ့လည်းသူက leader တော့ပြောင်းမသွားတော့ဘူးဒါပေမဲ့အဲ့လိုမျိုးเนาะ3လုံးမှာ2လုံး run နေရတာဆိုလုတ်ဆက်ပြီးတော့လုတ်လို့ playlist လုပ်နေတယ်เนาะအဲ့တော့ကျွန်တော် share ပြအချင်တာတော့ဒီလောက်ပါပဲအားလုံးလည်းတရားလေးယူနေနဲ့လက်တွေ့ကြည့်ကြမယ်ပါလေကျွန်တော်ကျွန်တော်ရဲ့ command box မှာလည်းကျွန်တော်ရေးထားတယ်ပေါ့နော်ဒီရေးထားတဲ့ဒီ script file လေးတွေကိုကျွန်တော်ရှင်းထားပေးမယ်လိုက်လုပ်ကြည့်စီလဲစိုက်ရေးကြည့်စီလဲဒီလိုပဲ